ဒီမင်္ဂလာပါနော်အခုကအသေးကွဲဟိတ်တိုင်ယူချနေရပါဟိုမိကွန်လေးနည်းနည်းမေးလို့ရပါဖြည့်ပေးလို့ရပါဟုတ်ကဲ့အပြောသဘောလေးဟုတ်ကဲ့ဟုတ်ညီလေးကအသေးတွေပါကွဲဘူးလားအသေးကွဲဘူးရဟုတ်ကဲ့ကြာဟိုဘယ်အသက်ရွယ်လောက်မှာအသေးကွဲခဲ့ရဆက်ဆက်ခွန်လောက်မှာဆက်ဆက်ခွန်လောက်တချို့ကွာအကြောင်းအရာလေးရှိတယ်ဟောဗာလေတယောက်တယောက်တနေ့ဒီဝေးသွားလို့ဝဲသွားတာတချို့ကျတော့သူထားခဲ့တာကိုထားခဲ့တာညီကြတော့ဟိုဘလို့အကြောင်းကြောင့်ခွဲတာဟိုငယ်တဲ့ရန်တော့တည်မလားဟိုအစ်တစ်ခုကဟိုဒါကြီးကိုထင်းနေရမှလည်းမသိဘူးပေါ့နော်တယောက်ဟိုသူကကိုပေါ့နော်စိတ်ခန္ဓာတကူစားပေးကြတာပေါ့နော်အဲ့အချိန်ကျတော့အဲ့လိုအကြောင်းပြချက်ရေးတာမရှိဘဲနဲ့အဲ့လိုခွဲသွားတယ်ခွဲကြတာပေါ့ဟုတ်အခုညီရဲ့ line မုံမှာကွာအသေးကွဲတဲ့လူတွေအရင်များရတယ်အဲ့ဒီအသေးကွဲတဲ့ညီကိုမောင်နှမတွေပေါ့ friend တွေအတွက်ဒီစကားလက်ဆောင်လေးတစ်ခုတော့ပြောပြလို့ရအောင်အသေးကွဲတာကဒါလွမ်းတော့ဟိုအချစ်ဆိုတာကတော့ဟိုဘယ်တော့မှမပြီးဆုံးပေါ့နော်ချစ်လို့တရားမစင်ဆိုတာချစ်ရလို့တွေ့ရင်လည်းပဲချစ်မိနေအောင်ပါတရားမစင်လည်းဒါလို့တွေ့ရင်လည်းတရားမစင်တွေ့မိနေအောင်ပါပေါ့နော်အဲဒီတော့အသေးကွဲရဆိုရင်လည်းကိုခံစားရလိုက်ခံစားမဲ့ဆင်းခံစားရအချင်းရတောက်မှတော့ပလက်ချင်းစင်းဆိုပြီးတော့ဖြည့်ပြပလဲပေါ့နော်ပြီးရင်ကိုလောက်ရမယ်ဟာဆက်လို့ကိုချစ်တဲ့လူကတွေ့လာအောင်ပါပဲပေါ့နော်အချစ်ဆိုတာဘယ်တော့မှတလုံးပြီးဆုံးမှာမဟုတ်ပါဟုတ်ကျေးဇူးတင်ပါတယ်နော်ညီနော်โอเคဖိုက်တယ်မညီโอเคဒီမှာလေမင်္ဂလာပါနော်ဟိုအကိုကအသေးကွဲဟတ်တိုင် YouTube channel ရပါဟိုညီမလေးကအကိုအင်တာလေးနည်းနည်းပြီးဖြည့်ပေးလို့ရမှာဟုတ်ရတယ်ညီမလေးလည်းလာလို့ရပါတယ်ဟုတ်ဟိုညီမလေးဟိုအသေးတွေပါကွဲဘူးလားကွဲဘူးလေဟုတ်လားအဲဆိုအသက်ရွယ်အဖြစ်ဟိုဘယ်ရွယ်လောက်မှာအသက်ကွဲခဲ့တာလဲ16နှစ်တုန်းအသက်ကွဲတာကွာအမျိုးမျိုးရှိတယ်ကွာဟိုအနေဝေးသွားကြလို့အသက်ကွဲတာရယ်ပြီးရင်သူကထားခဲ့တယ်ညီမလေးကထားခဲ့တယ်အကြောင်းလေးပေါ့နော်ရှိရနော်အဲ့အကြောင်းလေးမှာညီမကကြတော့ဟိုဘယ်အကြောင်းပြချက်လေးနဲ့ဒါကွဲခဲ့တာလဲသူထားခဲ့တာခံခဲ့သူထားခဲ့တာဒီ line ပေါ်မှာအသက်တွေကွဲနေလူတွေအများကြီးရှိတယ်သူတို့အတွက်ညီမလေးကဘာပြောချင်ဒီဟစ်တိုင်ကနေဘာပြောချင်လဲဒီအချစ်ဆိုတဲ့အကြောင်းလေးပေါ့အဲ့လိုလေးပေါ့ညီမအရင်ထဲမှာခံစားချက်ရှိတဲ့ဟာလေးပေါ့ရှင်းနိုင်တော့ကြောင်းနေတယောက်သစ္စာရှိဖို့နဲ့နားလည်မှုရှိဖို့ပဲလိုရလို့တော့ထင်တယ်နားလည်မှုမရှိလို့ရှိရင်ကြောင်းနေတယောက်ကွဲသွားမှာပဲအဲ့လိုမျိုးနားလည်မှုမပေးနိုင်တော့ထားခဲ့ရလဲခံရမယ်ဟုတ်နောင်တရလည်းရမယ်ပေါ့အဲ့ဒါလေးပေါ့ဟိုပါပေါ့နော်ညီမဘယ်လိုပြောမလဲကိုမာရစ်စာပြောသလိုပေါ့တိုက်ဆိုင်မှုရှိရင်တော့ညီမလေးအခုထိသတိရနေပါပေါ့နော်ခုတော့မေ့နိုင်သွားပါပြီအဲ့လိုမျိုးနောက်တွေလည်းမထားတော့ဘူးခုချိန်ထိပဲဟုတ်လားသူတယောက်ကိုပဲထားခဲ့ပြီးတော့ခုချိန်ထိဒီလိုပဲနေခဲ့ညီမလေးချစ်တက်လိုက်တာဘာဖြစ်ညီမလေးကျေးဇူးအများကြီးတင်နော်ဖိုက်တင်ပါနော်ဖိုက်တင်ပါညီမโอเคပါတွေ့ပါအောင်နော်ညီမလေးနော်ညီမလေးမင်္ဂလာပါနော်ညီမအကူကအသေးကွဲဟစ်တိုင် YouTube channel ရပါအဲ့တော့ညီမလေးကိုမေးဒီကိုအင်တာလေးနဲ့ view ဖြည့်ပေးလို့ရတယ်ဟုတ်ကဲ့နော်ညီမလေးဟိုကအသေးရွာကွဲဘူးလားဟုတ်လားအဲ့ဆိုရင်ဟိုအသက်ရွယ်အပြင်ပေါ့ဘယ်ရွယ်လောက်ကစပြီးအသေးကွဲခဲ့တာဘလောက်ကလည်းဆိုတော့16လောက်ပေါ့16လောက်ပါဟုတ်ပုံမှန်အဖြစ်ကွာဟိုလူတွေကဘယ်လိုပြောမလဲချစ်သူတွေကသူနဲ့ကိုယ်နဲ့အနေဝေးသွားလို့အသေးကွဲသွားတယ်မဟုတ်သူထားခဲ့တယ်ကိုထားခဲ့တယ်ညီမလေးကဘယ်ဟိုဟာထဲမှာပါမလဲပေါ့အနေဝေးသွားလို့နေဝေးသွားတယ်တိုက်ဆိုင်မှုရှိရင်တော့အသတိရွာရနေမှာပေါ့မရတော့ပါဘူးမရတော့ပါအဲ့လိုလဲဆိုတော့သူလည်းသူဖြစ်နေပြီအေးပေါ့နော်ဟုတ်တယ်နော်ကျေးဇူးများတယ်နော်ညီမအိမ်တော့ဖြည့်ပေးတာဖိုက်တယ်မှာနော်โอเคညီမလေးညီမလေးမင်္ဂလာပါနော်โอเคကိုကအတိုင်းလို့ဟစ်တိုင်ဆိုပြီးတော့ဟိုက YouTube channel ကြီးထောင်တာအင်တာလေးနဲ့ပြီးရင်လို့ဖြည့်ပေးလို့ရမှာညီလေးတို့အကုန်ဖြည့်လဲရအဲ့ကြောင့်ဖြည့်တယ်ဦးနော်ဘာမှမဖြည့်ဘူးရတယ်ဘာမှမဖြည့်ဘူးညီလေးတို့အကုန်ဖြည့်လဲရဟိုစဉ်းစားပြီးဖြည့်ကွာနော်စောက်တော့မင်းနဲ့နော်အဲ့လိုမဟုတ်ဒီမှာဟိုညီလေးတို့ပေါ့ဟိုအသေးကွဲဘူးလားတန်ကွဲဘူးညီလေးရောကွဲဘူးတွေ့ပြီမကွဲဘူးတဲ့လူတွေချစ်ခံမိုက်တယ်ကွာတကယ်ထူးဆန်းဆန်းနေပဲနော်မိုက်တယ်โอเคကျွန်တော်မဟုတ် line မှာအသေးတွေကွဲတဲ့လူတွေအများကြီးရှိတယ်လကားအဲ့ကောင်တွေအတွက်အဲ့ဟိုကောင်မလေးတွေကောင်လေးတွေအတွက်ညီလေးတို့ပြောစရာစကားလေးများရှိရင်ပြောလို့ရရနော်
အဲ့ကောင်လေးကောင်မလေးတွေ့လားဒီတိုင်းပဲအသေးလိုက်ကိုနေဘာလို့မအောင်ဆိုရတော့ပေါ်နေတယောက်ပြီးတော့ထဲလဲတွေ့ပါလားမဟုတ်လား ဒီလေးကဘာပြောချင်လဲ ဟိုပဲကိုရင်လည်းကိုပေါ်သေးတာဆိုရင်တော်သေးတယ်မဟုတ်လားကိုပေါ်သေးတာဆိုရင်လည်းကိုဲမနေနဲ့ခံစားမနေနဲ့ ငုံမရတော့ငုံမပြတော့ ပြမနေနဲ့နွားရုံပဲစီမယ်တားရီကိုနွားပြမယ် ဒီလေးကပြောပြတာ ကိုယ်ကိုမကြိုက်ရင်နောက်တစ်ယောက်ထားလိုက်ပေါ့ ဒီလေးကျွန်တော်ဟာညီမလေးမင်္ဂလာပါနော်ဟောအခုတစ်ခုမေးလို့ရမှာမရဘူးဟောအခုကလေအတက်ခွဲဟစ်တိုင် YouTube channel ရပါဟောကိုအင်တာလေးနဲ့ view ဖြည့်ပေးလို့ရမလားညီမအဆင်ပြေဖြည့်ပေးလို့ရမှာဟောညီမလေးလေဟောအသေးတွေပါကွဲဘူးလား ဟုတ်ကွဲပြီပါ ကွဲဘူးရဟောပုံမှန်အဖြစ်ဟိုအသက်ဘယ်ရွယ်လောက်မှာအသေးကွဲခဲ့တာ 20နှစ် 20ဩဟိုကွာအသေးကွဲတော့အကြောင်းမျိုးရှိတယ်ကွာဟိုသူကထားခဲ့တာရယ်ကိုကထားခဲ့တာပြီးရင်ဘယ်လိုပြောမလဲတရားတရားအနေဟိုဝိတ်ကွာသွားလို့ကွဲသွားပါညီမကြဘယ်ခေါင်းစဉ်ထဲမှာပါမလဲလို့ ထားခဲ့ရပါ ဩသူကထားခဲ့တာ ဟုတ် ဩဟုတ်ကဲ့ညီမဟို live ပေါ်မှာလေးခုလူတွေအသေးတွေအရန်ကွဲနေကြကောင်မလေးတွေကောင်လေးတွေရောသူတို့အတွက်ညီမဘာပြောချင်လဲပေါ့ ပြောချင်လဲဆိုတော့အချစ်အဲ့လိုမျိုးမဟုတ်ပါဘူးနော်အချစ်ကဟိုချစ်တယ်တော့ကောင်းပါတယ်မချစ်တယ်ဘူးဆိုတော့နာကျင်ရတာပေါ့ ဟုတ်ဟာညီမအဲ့ဆိုအခုညီမကိုထားခဲ့တဲ့ကောင်လေးကိုအတိုက်ဆိုင်မှုတွေပါရှိတော့လည်းသတိရမှာပေါ့ တီးရတယ်ဆိုပေမဲ့လည်းလို့တော့မလို့ချင်ဘူးဟုတ် ဟုတ်ကဲ့ပါညီမဟာလေညီမလေးဟိုညီမရဲ့အပေါင်းအသင်းတွေပဲဖြစ်တကယ်ချင်းတွေပဲဖြစ်ပေါ့အကုန်လုံးပေါ့နော်ညီမသုံးဝန်းကျင်မှာရှိတဲ့လူတွေအကိုတို့ကဒီအသက်ကွဲဟစ်တိုင်းဆိုပြီးတော့ YouTube channel ထောင်ထားတယ်အဲ့တော့အသက်တွေပါအများကွဲရင်ဖွင့်ခြင်းနော်အကိုတို့ရဲ့ဒီအသက်ကွဲဟစ်တိုင်းဆိုတဲ့ YouTube channel တို့လာပြီးတော့ရင်ဖွင့်လို့ရပါတယ်အကိုတို့ကနားထောင်ပေးပါတယ်လို့ပြန်လည်မျှဝေပါတယ်လို့နော်ညီမနော်fighting နော်ညီမโอเคပါ fighting ပါဒါဒီ plot လေးအကိုပြန်သုံးပါနော်ညီမနော်ကျေးဇူးများတင်ပါတယ်ညီမအကိုတို့ကအသေးကွဲဟစ်တိုင်ဆိုပြီးတော့ YouTube channel လေးထောင်ထားတော့အခုအင်တာလေးနည်းနည်း view ပဲဖြည့်ပေးလို့ရအရင်ခက်ခဲကြီးတွေမဟုတ်ပါဘူးအတူတူပြရတော့ရပါနေအောင်လုံးဖြည့်လို့ရဟုတ်ပါလေးပဲညီလေးတို့အသေးပါကွဲဘူးလားကွဲဘူးတယ်ပုံမှန်အဖြစ်ညီအသက်ဘယ်ရွယ်လောက်မှာအသက်ကွဲခဲ့ရစက်ခွန်တကယ်လောက်တကယ်နော်ဘယ်လိုပြောမလဲယောက်ျားလေးတယောက်ရဲ့အချစ်တွေများတဲ့အချိန်မှာအသက်ကွဲပါမရှိဘူးပေါ့အေးပါနော်အခြေဘူးပါညီလေးအဲ့ဆိုရင်လိုင်းပေါ်မှာအသေးကွဲနေတဲ့ကောင်လေးတွေကောင်မလေးရှိတယ်သူတို့အတွက်ညီလေးဘာမှပြောနေလဲလိုင်းပေါ်မှာအသေးကွဲနေတဲ့ကောင်လေးကောင်မလေးပြောရတယ်ပေါ့ပါပဲ ကဘာမှတက်ကောမင်းတော်လည်းမဟုတ်ဘူး ပြီးစံအသေးကောတော့နေပေါ့โอเคပါညီအဲ့ဆိုလေညီလေးအခုတိုက်ဆိုင်မှုရှိရင်တော့ညီလေးတို့နဲ့ကွဲသွားတဲ့ကောင်မလေးတွေကိုတတိယမှာပေါ့နော် တိုက်ဆိုင်မှုရှိတယ်တတိယ တိုက်ဆိုင်မှုရှိတယ်တတိယအကိုတို့ကအခုအသက်ကွဲ hit တိုင်းဆိုပြီးတော့အကိုတို့ကYouTube channel လေးထောင်ထားတယ်ထောင်ထားတော့ကြတော့ညီလေးတို့ရဲ့တကယ်ချင်းတွေပဲပြီးအတိတွေပေါ့အဲ့လိုမျိုးဖြစ်အသက်ကွဲလို့ဘယ်လိုရင်ထဲမှာဖွင့်ပြီးတော့ဘယ်လိုပြောမလဲစကားတွေပါပြောချင်းအကိုတို့ရဲ့အသက်ကွဲ hit တိုင်းရနေပြီးတော့နားထောင်ပေးပါတယ်လို့အကိုတို့ကိုလည်းနော်အားပေးပါအောင်တော့အဲ့တော့ညီနော်အားလုံးညီလေးတို့အကုန် fight တင်ပါနော်ညီနော်โอเคပါโอเคပါโอเคပါ Vienen dando violencia, pero tú que no me le te